အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ဝန်ထမ်းညီငယ်ညီမလေးတွေအတွက်ပြောပြမှာဖြစ်ပါတယ်ပေါ့နော်လုပ်ငန်းခွင်မှာရှိကြတဲ့ဝန်ထမ်းညီလေးညီမလေးတွေအနေနဲ့အဲ့ဒီလုပ်ငန်းခွင်တစ်ခုမှာမိမိအပေါ်မှာလုပ်ငန်းရှင်ဖြစ်စေဒါမှမဟုတ်စီနီယာအထက်လူကြီးကဖြစ်စေမိမိကိုအပြစ်ပြောခံရတယ်အမြဲတမ်းဝေဖန်တိုက်ခိုက်ခံရတယ်လို့ယူဆလာတဲ့အခါမျိုးမှာစဉ်းစားလုပ်ခံရမယ့်အခြေခံအချက်၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့မိမိကိုယ်ကိုသုံးသပ်ခြင်းမှာ self analysis လုပ်ရပါမယ်သူတို့ပြောသလိုသူတို့ဝေဖန်သလိုဒါမှမဟုတ်သူတို့အပြစ်ပြောသလိုငါဟာတကယ်ပဲအားနည်းချက်ရှိသလားမိမိကိုယ်ကိုသုံးသပ်ပါကို့မှာသူတို့ပြောသလိုမျိုးအားနည်းချက်ရှိတယ်ငါပြင်ရမယ့်ချက်တွေရှိတယ်လို့တေချာတွေးရှိပြီဆိုရင်အဲ့ဒီချက်ကိုပြင်မှာလုပ်ငန်းခွင်မှာကိုဟာလူကောင်းတစ်ယောက်ပြန်ဖြစ်လာမယ်ဝန်ထမ်းကောင်းတစ်ယောက်ပြန်ဖြစ်လာမယ်ပေါ့နော်ဒုတိယတစ်ချက်ကတော့အချိန်ချင်းသုံးသက်ကြည့်လို့ဒါမိမိရဲ့အာဏာချက်မဟုတ်ဘူးမိမိပုံကိုတိတတ်သူတို့အမြင်မှားနေတယ်ဝေဖန်တိုက်ခိုက်နေတာတနည်းအားဖြင့်အပြစ်ပြောနေတာ blame လုပ်နေတာလို့တေချာပေါက်အဖြေတွေ့ပြီဆိုလို့ရှိရင်တော့အဲ့ဒီလိုမိမိကိုအပြစ်မြင်တဲ့သူတွေကို negotiate ညှိနှိုင်းမှာတနည်းအားဖြင့်သူတို့ကို feedback ပေးပါ senior ဆိုရင် feedback ပေးရမယ်လုပ်ငန်းရှင်ကိုလည်း feedback ပေးရမယ်မိမိမမှားကြောင်းထောက်ပြပြောဆိုဆွေးနွေးနိုင်ရမယ်အဲ့ဒီကမျိုးတွေမှာလုပ်ငန်းရှင်တွေ senior တွေအနေနဲ့မိမိကိုနားလည်သွားတာမျိုးကြုံရတတ်ပါတယ်โอเคအဆင်မပြေဘူးဆိုရင်တော့တတိယနီလန်းကိုသွားပါမယ်တတိယနီလန်းကတော့ chain environment ကျွန်တော်တို့အဲ့ဒီလုပ်ငန်းခွင်ကနေပြီးတော့ပြောင်းရမှာဖြစ်ပါတယ်မိမိကိုယ်ကိုသုံးသပ်ကြည့်လို့မိမိမှာအားနည်းချက်လည်းမရှိဘူးသူတို့အပြစ်ပြောသလိုလည်းမဟုတ်ဘူးမဟုတ်ကြောင်းကိုအပြစ်မရှိကြောင်းကိုလည်းကိုယ့်ရဲ့လုပ်ငန်းရှင်ကိုပြန်လည်ပြီးတော့ဒါမှမဟုတ်ကိုယ့်ရဲ့အထက်လူကြီးကိုပြန်လည်ရှင်းပြတယ်သူတို့ကလက်မခံဘူးထုံးစံအတိုင်းပဲအမြဲတမ်းမိမိပေါ်မှာအပြစ်မရှိအပြစ်ရှာပြီးတော့စုနေမြဲစဲနေမြဲဝေဖန်တိုက်ခိုက်နေမြဲဆိုရင်တော့မိမိအနေနဲ့တေချာပေါက်အဲ့ဒီလုပ်ငန်းခွင်ကနေစွန့်ခွာဖို့ချိန်တန်ပါပြီအဲ့ဒီလုပ်ငန်းခွင်မှာမနေပါနဲ့လုပ်ငန်းပိုကောင်းတဲ့ job opportunity ပေါ့နော်လုပ်ငန်းခွင်အသစ်ကိုရှာဖွေပြီးတော့မိမိဘဝကိုတိုးတက်အောင်ကြိုးစားပါလို့အကြံပြုချင်ပါတယ်အဲ့တော့ညီလေးညီမလေးတွေအားလုံးစင်ပြေကြပါစေဗျ